ထိုင်းမှာဘီလီယံချီတဲ့အိမ်တွေပိုင်ဆိုင်ထားတဲ့မြန်မာနုပညာရှင်၄ယောက်အခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ကျမတို့ရဲ့အိမ်နေချင်းထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မြို့ဟာမြန်မာနိုင်ငံရဲ့စံသားကျေဝါသူတွေအတွက်အပန်းဖြေစရာနေရာတစ်ခုတမကတော့ပဲဒုတိယအိမ်ရဲ့ဖြင့်ယင်းနှမြုံနယ်ရနေရာတစ်ခုဖြစ်လာတာကိုအားလုံးကသတိထားမိကြမှာပါအထူးသဖြင့်စေပွားရေးရတည်ငြိမ်မှုနိုင်ငံတကာအစစ်မင်းကျမရေးဆောင်ရှောက်မှုနဲ့ကောင်းမွန်တဲ့ပညာရေးခွင့်လန်းတွေကြောင့်မြန်မာနိုင်ငံကစေပွားလုပ်ငန်းရှင်သမဂ္ဂပဲနမဲကျော်နုပညာရှင်တွေကပါဘန်ကောက်မြို့မှာမြန်မာငွေဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့အင်အားတွေကိုဝယ်ယူရင်းနှီးမြှုပ်နှံလာကြတာပါထိုင်းချိန်မြေသတင်းချက်လက်စန်တာရီချက်စရင်တွေအရဆိုရင်မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာတိုက်ခန်းဝယ်ယူမှုအများဆုံးနိုင်ငံခြားသားစင်းမှာဒုတိယနေရာထိရောက်ရှိလာခဲ့ပါတယ်ရှင်ဒီဗီဒီယိုထဲမှာတော့ထိုင်းနိုင်ငံမှာတရားချေတန်းတဲ့အိမ်တွေကိုပိုင်ဆိုင်ထားတဲ့နာမည်ကြီးမြန်မာနုပညာရှင်၄ယောက်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်၄ပိုင်းတကွန်ထိုင်းနိုင်ငံမှာဘီလီယံချီတဲ့အိမ်ပိုင်ဆိုင်ထားတာကပိုက်တကွန်ပါရုရှင်စကားရဲ့စက်တိုက်ရိုက်ကွန်နေရတာဖြစ်ပြီးသူရဲ့နုပညာလှူရှာမှုအများစုကိုဘန်ကောက်မှာပဲအချိန်ကုန်ဆုံးလေးရှိပါတယ်ဒီလိုအလုံးနဲ့ကိုင်တဲ့တဒါရဲဖြစ်စေတဲ့ဘန်ကောက်မြို့ရဲ့အထက်တန်းလွှာတွေနေထိုင်တဲ့ Library ကွန်ဒိုမီနီယံတစ်ခုမှာစနေဖြစ်သူနဲ့အတူအခြေချနေထိုင်ဖို့ဝယ်ယူထားတယ်လို့သိရပါတယ်။ဘာတကွန်ကိုရိုင်းကလည်းချန်တာကျွေးဝသလိုသူရဲ့စနေဖြစ်သူလင်းမြောက်ဘိုးကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစေဝါလုပ်ငန်းရှင်ကြီးရဲ့သမီးဖြစ်ပြီးသူမကိုရိုင်းကလည်းအရေးကြီးရှိတဲ့စေဝါလုပ်ငန်းရှင်သူဖြစ်တာကြောင့်ဒီလိုတန်ဖိုးကြီးအိမ်မျိုးပိုင်ဆိုင်ထားတာမဆန်းပါဘူး။နံပါတ်3နေကြည့်ဦးနေကြည့်ဦးကို beauty by နေကြည့်ဦးလို့လူသိများတဲ့ beauty blogger မင်းသမီးအောင်မြင်တဲ့စေပွားလုပ်ငန်းရှင်နေကြည်ဦးပဲဖြစ်ပါတယ်။နေကြည်ဦးကလက်ရှိမှာဘန်ကောက်မြို့မှာအကျဉ်းတော်ကြာနေထိုင်နေပြီးသူမရဲ့ကိုယ်ဝန်ဆောင်ကားလကိုအေချမ်းစွာဖြတ်တန်းနေရကိုတွေ့ရပါတယ်။သူမဟာရင်သွေးလေးကိုဘန်ကောက်မှာမွေးဖွားပြီးထိုင်းနိုင်ငံမှာပဲရေရှည်အခြေချနေထိုင်သွားဖို့အတွက်အမေရိကန်ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့ကွန်ဒိုတစ်ခုကိုဝယ်ယူထားတယ်လို့သိရပါတယ်။နံပါတ်1မိုးဆက်ဝိုင်းနံပါတ်2နေရာမှာတော့ Miss Universe မြန်မာ2013အလမဲဖြစ်တယ်လို့ဝုံမိုရွှေနဲ့ရောင်မတော်ဆက်သူမိုးဆက်ဝိုင်းပဲဖြစ်ပါတယ်။သူမဟာမြန်မာနိုင်ငံထက်ပြည်ပမှာနေထိုင်တာပိုများသူပြီးနိုင်ငံတကာမှာပိုင်ဆိုင်မှုတွေအများပြားရှိသူပါ။ American ပြင်တဲ့တရုတ်နိုင်ငံတွေအပြင်ထိုင်းနိုင်ငံမှာပါအင်ဂျင်နီယာတွေပိုင်ဆိုင်ထားပါတယ်။ဘန်ကောက်မြို့မှာသူမပိုင်ဆိုင်ထားတဲ့ကွန်ဒိုဟာလေမြန်မာငွေတန်းနဲ့အခြေတန်မိုးရှိတဲ့အထက်တန်းလွှာတွေတည်တက်နေထိုင်ရာနေရာတစ်ခုဖြစ်ပြီးကင်မီဒီဇိုင်းနဲ့တတော်တက်တာရှိမှုတို့ကိုအပြေအဝပေးစမ်းတဲ့အိမ်လို့ဆိုပါတယ်။နံပါတ်1ဝမုံရှင်နံပါတ်1နေရာမှာတော့မြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးအနုပညာကြီးအမြင့်ဆုံးမင်းသမီးတူဖြစ်တဲ့ဝမုံရှင်ပဲဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုနဲ့ကျွဲဝမှုကတော့ပြည်တွင်းမှာတည်းမကပြည်ပနိုင်ငံတွေအတွင်းခြေပြန့်တယ်လို့ဆိုကြပါတယ်။သူမရဲ့ခင်ပွန်းဖြစ်သူဟာနိုင်ငံတကာမှာများပြားလာတဲ့ပိုင်ဆိုင်မှုတွေရှိထားပြီးအလုပ်ကိစ္စတွေအပန်းဖြေခီးတွေအတွက်ဘန်ကောက်မြို့က Luxury Condo တစ်ခုကိုလည်းတည်တက်ပိုင်ဆိုင်ထားလို့နေဆက်ရတိုင်ဝမ်ကဆိုပါတယ်။အခုပြပြခဲ့တာကတော့ထိုင်းနိုင်ငံမှာတမိုးကျင်းမာတဲ့အင်အားပိုင်ဆိုင်ထားကြတဲ့မြန်မာနုပညာရှင်အကြောင်းပဲဖြစ်ပါတယ်။သူတို့ရဲ့စူးစမ်းမှုနဲ့အောင်မြင်မှုတွေကတကယ်ကိုအားကျစရာပဲနော်။ဒီနုပညာရှင်တွေနဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာဇလင်နုပညာရှင်တွေအကြောင်းများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးမှဖြစ်လို့အတည်သောအကြောင်းအရာတွေတင်နမလို့တန်နာဆင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းဆောင်လေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။